မှ6လပဲတော့ဒါတော့ဒီလေးလုပ်ပေးမှာဖြစ်ပါတယ်ရှင်ပိုင်း1ပိုင်း2ရောမလုပ်တော့ဒါပေမဲ့ channel reading ဒီ6လပဲမှာဘယ်လိုမျိုးအားလေးပူချုံနိုင်လဲပြီးကြလို့ရှိရင်ဒီ6လပိုင်းမှာဘယ်လိုလေးဖြတ်တန်းနေကြမလဲပေါ့နော်quality reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင် 100% နေရောမဟုတ်ပါနဲ့90%လောက်ကတော့ energy ကိုက်နေလို့ထင်ပါတယ်ဒီမှာရှိကြပါနော်မမကဆိုလို့ရှိရင်ပစ္စည်းဆောင်နေညဒီညမအိမ်ရောက်နေဆိုမှကြည့်ရမှာကတည်းကအခုပါတယ်စမလေးတို့ Okay ကောင်းလို့ဒီများနေကြမယ်ထင်တယ်အောင်ဒီအပိုင်းတော့ကောင်းနည်းနည်းလေးဒီလောက်ပေါ့နော်နည်းနည်းလေးစိတ်ပင်ပန်းမဲ့လားလို့ပြောအောင်မို့ဟိုမှာဆိုလို့ရှိရင်ပညာရက်တွေတင်ကြားနေတဲ့သူတွေဆိုလို့ရှိရင်ကိုယ်စီနည်းနည်းပင်ပန်းနေရလားတလားဖြစ်လိမ့်မယ်လို့ရှိရင်အလုပ်တွေနဲ့ပတ်သက်နေရုံးကန်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တခုခုကိုလည်းပတ်ဖို့အတွက်ကြိုးစားရတာမျိုးငွေကြေးမဝင်တာကမဟုတ်ဝင်နေအဲ့ဒီရဲ့ income တစ်ခုကိုထိန်းရတာနည်းနည်းခတ်တာမျိုးအဲ့ result တစ်ခုကကိုယ်နဲ့ကိုက်ညီလို့အတွက်နည်းနည်းအဆင်ပြေလို့နည်းပုံကိုက်ညီအောင်ကြိုးစားရဖို့နည်းရုံးကန်လာတလားဖြစ်လိမ့်မယ်အများစုကတချို့လူတွေကြတော့လည်းနည်းနည်းအပြောပါတော့ကိုလိုက်စားမိတာလေမပြောပါဆိုပတ်စံရှာတဲ့ငွေကြေးပေါ်မှာနည်းနည်းအသုံးစမတက်လို့တုံးတာနည်းနည်းများတာဒီလပေါ့နော်အဓိကအများအပြားငွေကြေးဘက်မှာအာရုံများကြမယ်ငွေပူလေးနည်းနည်းများလိမ့်မယ်ငွေနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲရမျိုးလေးနည်းနည်းရှိတယ်မိသားစုတွေဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်လည်း website ပေးကြပါဘာလို့လဲဆိုတော့ကလေးတွေရဲ့ကျန်းမာရေးမှုအိမ်အောင်တဲ့အမျိုးသမီးတွေမိသားစုဆိုလို့ရှိရင်ကိုယ့်ရဲ့ကလေးတွေအဲ့လိုကလေးတွေနာမကျန်းမစာခဏဖြစ်တာမျိုးကလေးတွေနဲ့ပတ်သက်ပြီးနည်းပူလောင် energy ဒီလနည်းနည်းလေးပူလောင် energy ရတယ်ဒီမှာစီကreading လုပ်ဖွယ်တွေအတွက်ဒီမှာမြင်တဲ့လောက် energy ဆိုနည်းနည်းလေးပူနေကိုယ်တော့နည်းနည်းပူရလို့ခံစားရတယ်ဆိုလို့ရှိရင်ဒီလောက်နည်းနည်းအဆင်မပြေတော့မှပုံမှန်တိုင်းပဲနည်းနည်းလေးတော့ငွေကြေးနဲ့ပတ်သက်ပြီးခက်ခဲတဲ့ energy မျိုးလေးရတယ်ဒါပေမဲ့ပထမအပတ်လောက်ပါပဲပထမအပတ်ကျော်သွားပြီးတော့ညီမတို့တတိယပတ်ပထမပတ်လောက်ပါပဲညီမတို့ဒုတိယပတ်တတိယပတ်နောက်ဆုံးပတ်လောက်ဆိုစတင်ပြီးသွားပါလိမ့်ပထမပတ်ကနည်းနည်းလေးရုံးကန်ရတယ်လောကကန်ရလေးကမလွယ်ကူတာမျိုးလေးရှိရပါတော့အခုခက်ခဲမဲ့ထင်လို့ရှင်တော့အင်းရဖျားမှာပေါ့နော်ညီမတို့တန်းလေးရှင်နဲ့ရောပြီးကပ်ပြီးရဲဆိုရင်ကိုယ့်ရဲ့မွေးနေ့မှာကပ်ပြီးမှဆိုလို့ရှင်နည်းနည်းလေးအဆင်ပြေနိုင်တယ်ကိုအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိရတဲ့ဆိုလို့ရှင်အဲ့လိုလေးလုပ်ပြီးပေါ့နော်ကဲညီမတို့ဒါ6လပိုင်းဝီဒီယိုဖြစ်ပါရှင်ကျန်တော့အများကြီးတော့မမြင်ပါဘူး energy ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မြန်မာရဲ့ customer လေးတွေကပို့ပြီးတော့အာရုံရောက်နေကြမယ်လို့မြင်ပါတယ်ရှင်ကဲ6လပိုင်းတော့ပါပဲရှင်အားလုံးပဲတာအတွက်ဒါလည်းကြည့်ပေးပါမယ်ရှင်
နောက်ပိုင်း energy ကိုညီမကစောကြတော့ကြည့်ပြလိုက်တာကျတော့အဓိကအဲ့လိုတစ်စုံတစ်ခုအတွဲဆက်ရှိတာမျိုးပေါ့ကိုကကျ single တယောက်တည်းနေတဲ့တကယ်သမားတွေအတွက်သူထပ်ကြည့်နေတာပေါ့နော်အခုလက်ရှိလောလောမှာတိတ်ကူရဲသမားတွေအဲ့လိုချစ်သူကြီးစားမရှိရတဲ့ဖြစ်မိသားစုနဲ့ဝင်းနေရတဲ့ဖြစ်တယောက်တည်းတိတိတက်နေတဲ့လူတွေအနေနဲ့ညီရဲ့ energy ကလေရွှေချယ်နေရတဲ့တစ်ခုခုပညာရေးဒါမှမဟုတ်လို့ရှိရင်အခြေဒါမှမဟုတ်လို့ရှိရင်မိသားစုဒါမှမဟုတ်လို့ရှိရင်အလုပ်ဆိုလည်းနှစ်ခုကိစ္စဆိုလည်းနှစ်ခုတပြိုင်နက်တည်းနှစ်ခုတောက်လျှောက်ရွေးချယ်ရတယ်ပထမပတ်လောက်မှာပိုပြီးတိတာဖြစ်လာလိမ့်မယ်အရင်တယောက်တည်းနေနေတယ်မတယောက်တည်းနေလို့မရဘူးလို့အဖွဲ့အစည်းတင်းဖွဲ့စကားတွေပြောရတယ်လောက်ရတယ်ကိုင်းရအရင်စိတ်ပမှန်အဖွဲ့အစည်းနဲ့မလုပ်ချင်မှန်တယ်လုပ်နေရတယ်အဖွဲ့အစည်းပေါ်မှာကိုကပြောလိုက်တာတစ်ခုဆိုလို့ရှိရင်တစ်ဖက်ကနားလည်နေရတစ်ခုဖြစ်တဲ့အတွက်ကြောင့်စကားပြောစစံအဆင်ပြေရဲ့ energy မျိုးလေးဖြစ်တယ်တယောက်တည်းအတက်နိုင်ဆုံးနေစဉ်မှာလုံးဝနေဖို့အရန်ခက်ခဲနေတဲ့ကာလကြီးဖြစ်ပါလိမ့်မယ်အဲဒီမှာအကောင့်ရှင်းချင်ပေးနေတာကတော့တီးတက်ဖြစ်တဲ့အချိန်ကိုနေပြတဲ့အချိန်မျိုးကြာလို့ရှိရင်တရားထိုင်တာမျိုးဒီbelly breathing လောက်တင်တယ် belly breathing ကျတော့မျိုး one bite နဲ့တက်ရှူတာပေါ့နော် one bite နဲ့တက်ရှူလဲပြီးတော့ဘာကိုပုံမှန်အိပ်ရလဲရတယ်နေရာတစ်ခုလေးမှာလဲပြီးလို့ရှိရင်အစိတ်ကိုကောင်းရှော့ရှာပြီးလို့ရှိရင်ကိုရော one bite ကိုချက်သွားတဲ့ဒီလေးရှူချပြီးရင်ဖောင်းလာတဲ့ဒီလေးပြန်ရှူအဲ့ဒီဟာလေးပုံမှန်လောက်သွားပြီးလို့ရှိရင်9မိနစ်လောက်ပဲအများကြီးမလုပ်နဲ့စိတ်ကလေးငြိမ်သွားလိမ့်မယ်ကိုကြီးထားမှ decision ကပိုပြီးတေချာလာလိမ့်မယ်အခုကျတော့လို့ single မှုများနေတဲ့သူရဲ့ energy က depression ဝင်နေမိသားစုနဲ့ကြီးရဲ့လူရဲ့ energy ကအဲ့လိုမဟုတ်နည်းနည်းလေးငွေကြေးပုံများတယ်ဒီကနေကျတော့လေငွေကြေးနဲ့ပတ်သက်ပြီးနည်းနည်း free ဆောင်ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးလွတ်လပ်တယ်အဲ့ငွေကြေးအဖို့ပြန်တိတ်နေရအောင်ဒီမှာရှိနေ single သမားလေးရောင်းနေစိတ်ပမှန်စိတ်ဆင်းရဲရတဲ့ပစုံတစ်ခုနဲ့ပတ်သက်ပြီးတော့ရင်းလောဖြစ်နေ energy ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ်ရွေးချယ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကဘာကိုပို့လို့ရှင်လဲဆိုတာကိုသိရဖို့လိုမှန်းထင်တယ်ကိုယ်စိတ်ကဘာကိုလို့ရှင်တာလဲလူချင်းနဲ့ရအောင်ကိုသွားတယ်လို့ညီမမြင်တယ်ညီမရှိရပြောရဲပရိသေတင်တော့ကညီလန်လေးလည်းတုံးရှိပါညီမကွယ်နဲ့တုံးတာတော်တော်လေးအဆင်ပြေ try ကြည့်မယ်ဆိုလို့ရှိရင်စိတ်လေးလည်းတော်တော်ငြိမ်နေတခြားလောက်ရမယ့်ရာဟုထူတွေလည်း decision ပို့ပြီးချဖို့လေးကိုရပါတော့ကဲဒါတော့စီးနေတော့ပါအားလုံးတာရှုပေးရတဲ့တို့အားလုံးကျေးဇူးတင်ပါတယ်ရှင်